Okay အဲ့ဆိုရှင်เนาะဒီနေ့တန်းတော့လောက်လို့เนาะအားလုံးပြန်နေရပါပြီဒီရှေ့အင်တာလေးခဏတော့ပြချင်လို့ပါဗျ ရရရှင် ရှင်းနာမည်နဲ့ဘာသာရေးလေးပြောပြပါဦး ချင်းနာမည်ကတော့အင်းမွန်ဆန်လို့ခေါ်ပါတယ်ချေလူဆရာလို့ခေါ်လို့ရရရှင်ချေကအကောင့်တင်းနဲ့မတ်ပြီးတင်မိရပါတော့ ဟုတ်ဒီရှေ့ခုဘယ်ပြန်လာလဲမသိဘူးဗျ ချေခုအကျောင်းကပြန်လာပါဟုတ် ဒီရှေ့ cat person လား dog person လားသိခွင့်ရမှာဗျ ချေက top person ပါ ဒီအကြောင်းပြန်ရောက်တဲ့ညနေပိုင်းမှာဘာလုပ်လို့ရှိလဲမသိဘူးဗျ ချေကအကျောင်းကအပြန်ဆိုရင်တော့ချေဒီ education မှာတာဝန်ယူပြီးတင်မိဖြစ်နေ accounting နဲ့ math subject တွေကိုဝင်တင်မိဖြစ်တယ်ကိုကလည်း IGCSE ကိုဒီနောက်ဆုံး October November မှာဖြစ်ခဲ့ပြီးရဆိုတော့ကိုရဲ့ဒီ guidance က junior student တွေအတွက်အထောက်အကူကောင်းကောင်းပြမယ်လို့လည်းထင်ပါတယ်ကိုတင်တဲ့အတန်းတွေမရှိဘူးဆိုရင်တော့ဒီကိုတက်နေတဲ့ဒီကျောင်းကassignments တွေ project တွေပြီးတော့ဒီကိုလက်ရှိတက်မှရှိနေတဲ့ student တွေ progress တွေကိုကြည့်ပြီးတော့lesson plans လေးပြန် adjust လုပ်ဖြစ်တယ်ပေါ့နော် နောက်ဆုံးအနေနဲ့မေးချင်တာကတော့ why educate EduBridge ကဒီ IGCSE student တွေရဲ့ဒီ academic improvement အပြင်ပေါ့နော်ဒီနောက်လာဆက်သွားမယ် educational pathway တွေပေါ်လဲ fully support ပြီးတော့ဒီ overseas သွားခြင်းနဲ့ student တွေအတွက်ကော chair လိုမျိုးလူတွေအတွက်ကောအဆင်ပြေရပေါ့နော်ပြီးတော့ chair ကဒီ IGCSE ဖြည့်ပြီးသွားတဲ့အချိန်မှာဒီ A level ပဲ join ရမှာ OSSC ပဲတက်ကမှာလားမဟုတ် college ပဲတန်း join ရမှာထိုရရင်လည်းပတ်သက်ပြီးတော့တော်တော်စဉ်းစားခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကိစ္စတွေပေါ်မှာဒီလိုမျိုး transition တွေပေါ်မှာကိုကရလည်း experience program လို့ဒီလိုทีนี้บล็อก overwhelming ဖြစ်နိုင်နေဆိုတော့လည်းနားလေပြီးတော့ဒီ junior student တွေကိုလည်း resonate ဖြစ်တာမလို့ဒီ talented ဖြစ်တဲ့ teacher တွေရောပြီးတော့ဒီ consulting မှာရှိတဲ့ education နဲ့အတူတူလုပ်ဖြစ်တာပါအော်ချက်တန်းတင်ရမယ့်ချိန်အောင်ရောက်လာပြီပဲအဲ့ဆိုသွားလိုက်ပါဦးမယ် Okay ပါကျေးဇူးပါ